အရင်ဆုံးအမားတို့ဒါမျိုး၅ခုထိုးမယ်နော်အယောင်ကတော့ကိုညှက်တင်ကိုနှစ်သက်ရအယောင်နဲ့တွဲဖက်လို့ရတယ်နော်အမားကတော့အစိမ်းနဲ့သုံးချင်လို့အစိမ်းနဲ့ထိုးလိုက်တော့ဗောနော်ခုဆိုရင်အမတို့ဒါမျိုး၅ခုထိုးပြီးပြီနော်ဒါမျိုး၅ခုထိုးပြီးတော့အမချီတက်လိုက်တော့မှာပေါ့နော်အခုဒါလေးထိုးတာအမကပတ်တန်ဆန်းလာတာပေါ့နော်ပတ်တန်ဆန်းရင်းနဲ့တခါတည်းတင်နှန်းပြီးကိုရိုက်ပြသွားတာပေါ့နော်အဲ့ကိုအမတို့ကဒါကိုဘယ်လိုထိုးရမလဲဆိုလို့ရှိရင်အရှိမဒါမျိုး၅ခုအမတို့ကထိုးခဲ့ပြီးပြီဆိုတော့ဒီဟာထိုးနည်းကိုအမပြပေးမယ်နော်၅ပွင့်စလုံးထိုးလို့ရှိရင်အချိန်ကကြာသွားမှကြာလို့အမကဒီနှစ်ခုပဲအမထိုးပြတော့မှာပေါ့နော်အရင်ဆုံးအမတို့ကဒီချီရဲ့ဒီဘက်ချမ်းကနေမှအက်ကိုထွက်လာမှာပေါ့နော်အက်ကိုထွက်လာမယ်ပြီးရင်အက်ကိုဆွဲထုတ်လိုက်မယ်အက်ကိုဆွဲထုတ်မယ်အက်ကိုဆွဲထုတ်ပြီးရင်ဒီအက်ဖနှောင်းနဲ့ဒီကျိုးဒီတဲကိုအောက်ကိုအက်မဆိုင်ဘူးနော်ဒီအထဲတဲကိုအက်မဆိုင်ဘူးအက်ဖနှောင်းနဲ့ဒီထိုးထားတဲ့ဒီနေရာနော်တေချာလေးကြည့်နော်ဒီနေရာလေးကိုဒီနေရာလေးနော်ဒီနေရာလေးအက်ထဲလိုက်မှာပေါ့နော်အဲဆိုလို့ရှိရင်အမတို့ကဒီလိုမျိုးလေးစသွားမှာသူ့ကိုခြိလိုက်တဲ့တဘောပေါ့နော်အဲပြီးလို့ရှိရင်နောက်တစ်ကြောကိုလည်းအဲ့လိုမျိုးပဲဒီကနေဒီထိကတော့အဲ့လိုမျိုးပဲသွားမှာပေါ့နော်ကော်လောအဲပြီးနောက်တစ်ကြောဆိုလို့ရှိရင်ဒီမှာနော်ဒီလိုမျိုးလေးဖြစ်နေမှာလုံးဝအောက်ကိုမသွားအောင်နော်ဒီမှာခြိလိုက်မှကြွကြွလေးဖြစ်နေတယ်ဒီလိုမျိုးလေးထိုးပြမှာနော်အမကဆိုတော့ကဒီမှာပြန်တောက်တစ်ခေါက်ပြန်ကြည့်ပြီးမယ်တေချာအဖနာကိုဒီကြားထဲကိုထည့်လိုက်မယ်ဒီလိုလေးသွားမယ်ဆွဲကျိုးဆွဲတဲ့ခါကျရင်အရန်တင်းတင်းကြီးမဆွဲဘူးဖွားလေးပဲဆွဲမယ်တင်းဆွဲရင်ကျိုးကကြက်သွားရင်ပန်းပွင်းပုံမထွက်တော့မလို့မတို့ကဖွားလေးပဲထိုးမှာပေါ့နော်ဒါလေးကထိုးရတာလဲလွယ်တယ်ညံလဲမြင့်တယ်ပြီးတော့ပန်းလဲကြွတော့เนาะအမကဒါလေးဘတန်ဆန်းရင်းနဲ့ထိုးပြရတာပေါ့เนาะဆိုလို့ရှိရင်ဒီထိတ်ထိရောက်လာပြီပေါ့เนาะဒီထိတ်ထိရောက်လာပြီဆိုလို့ရှိရင်ဒါတချမ်းပြီးသွားပြီပေါ့เนาะတချမ်းပြီးပြီဆိုလို့ရှိရင်ဒီတချမ်းကိုဘယ်လိုလာမလဲဆိုလို့ရှိရင်အဖနာကုနာအတိုင်းပဲဒီနေရာရဲ့ဒီဘက်ချမ်းကိုမထည့်နေတော့ဒီဘက်ချမ်းကိုထည့်မယ်နော်ဘက်ချမ်းကိုထည့်မယ်ကုနာအတိုင်းပဲမတို့ကဆက်သွားမယ်ကျိုးကိုအရန်တင်းတင်းကြီးဆွဲလို့မရဘူးဖွားလေးဆွဲရမှာပေါ့နော်အဲဆိုလို့ရှိရင်အခုအမားတို့ထိုးလာတာနောက်ဆုံးထိရောက်ပြီပေါ့နော်နောက်ဆုံးထိရောက်ပြီလို့ချင်းခြိတက်မှာပေါ့နော်ခြိတက်လို့ရှိရင်ဒီကြားထဲကိုအဆိုင်ထည့်လိုက်မှာပေါ့နော်အဲဆိုရင်အမားတို့ကပွင့်ဖက်တစ်ခုရပြီပေါ့နော်နောက်တစ်ခါရှင်းအောင်အမားကနောက်တစ်ကြောပြန်ပြပြီးမှာပေါ့နော်အရင်ဆုံးဒီဘေးကနေအထွက်ပြီးဆိုလို့ရှိရင်ဒီခြီရဲ့ကြားကနေမှအဖနှောင်းနဲ့ဒီလိုကျိုးတဲ့ကိုပဲမတော့ခြီလိုက်တဲ့ပုံစံနဲ့နော်ဒီလိုလေးထည့်မယ်နော်တဲ့အရင်ဆုံးကတော့ဒီလိုမျိုးလေးဆွဲရမှာပေါ့နော်ပြီးနောက်တစ်ကြောကိုလည်းအဲ့ဒီတိုင်းလေးပဲသွားမယ်
ချီကိုမရှုပ်ချင်ဘူးဆိုလို့ရှိရင်လက်မလေးနဲ့အပေါ်မှာဒါမျိုးလေးဒါလေးဖိထားမယ်လက်မလေးနဲ့ဒါလေးဖိထားမယ်ဒါလေးဖိထားပြီးဆိုလို့ရှိရင်ဒီအပနောင်းနဲ့ဒီချီကျိုးတဲ့ကိုဒီလိုမျိုးလေးထည့်လိုက်ရုံပဲအဲဆိုလို့ရှိရင်ရပြီပေါ့နော်ဒီနေရာမှာအမတို့ကထိုးရင်းနဲ့ကျဲသွားတယ်ဆိုလို့ရှိရင်ကျဲတာမကြိုက်ဘူးဆိုလို့ရှိရင်ဒီအက်ကလေးနဲ့ဒီအထိတ်ကလေးနဲ့ဒီမျိုးနည်းနည်းလေးဒီချီကျိုးလေးဖုံးအောင်လောက်ဆွဲစီပြီးလိုက်ပေါ့နော်အဲဆိုလို့ရှိရင်ပုံနေဆိုအမတို့ဒီလိုမျိုးလေးနည်းနည်းဆွဲစီပြီးလိုက်ပေါ့နော်သူ့ကိုလို့ရှိရင်ခုနကပြောတဲ့အတိုင်းပဲဒီမှာတစ်ချမ်းပြီးပြီးဒီဘက်တစ်ချမ်းဘလို့သွားမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲဆက်သွားမယ်ဒီဆုံးခံဒီကြရင်တော့နည်းနည်းတတိထားပေါ့နော်ကဲရွေးကိုကတော့ဒီတရားမဲတုံးမယ်ဒီလိုမျိုးဟာမရောင်မလို့ခြင်းဘူးဆိုလို့ရှိရင်ဒီကအကုန်လုံးကိုတရားနဲ့တုံးပေါ့နော်အမကတရားနဲ့တုံးရင်မမြင်ရမှာကြောက်လို့အမက2ရောင်ပြောင်းတုံးထားပြီးတာဖြစ်တယ်ပေါ့နော်အဲဆိုလို့ရှိရင်မတို့နောက်ဆုံးတစ်ချက်ထိုးလိုက်ကြရအောင်ဆိုလို့ရှိရင်ဒါနောက်ဆုံးတစ်ချက်ပေါ့နော်ထိုးပြီးပြီဆိုလို့ရှိရင်မတို့ကချီတက်မယ်အဆိုင်မှာပေါ့နော်အဲ့ဒါမျိုးလေးရပြီဆိုလို့ရှိရင်သူကကြွလေးဖြစ်နေတော့နော်ဘန်းကကြွလေးဒီမှာတိကျကြည့်လိုက်ဒီမှာဒီလိုမျိုးလေးကြွနေမှာနော်မျိုးလေးကြွနေမှာနော်အဲ့လိုကြွလိမ့်မယ်ဒါမျိုးလေးဖြစ်နေမှာနော်ဝင်ပန်းကအကြွဖြစ်တယ်အကြွပိုင်းတွေကိုသွားမှာပေါ့နော်လို့ရှိရင်မကဝတ်ဆန်ထည့်ပြမယ်ခုအမကဝတ်ဆန်ထဲပြန်မယ်ဝတ်ဆန်ကိုချီဖြူနဲ့တုံးထားတာပေါ့နော်တရေ2ရေ3ရေရမယ်3ရေရပြီးရင်အဆိုင်လိုက်မှာပေါ့နော်ဆိုရင်ပန်းပွင့်တသေးလေးထိုးလို့ရပြီပေါ့နော်အားလုံးမစီပြေကြမလို့ထင်ပါတယ်ဒါကိုခြေဒီပန်းထိုးတဲ့ခါကျရင်လေတုံးလို့ရတယ်နော်ခြေဒီပန်းကြတော့အပြာရောင်လေးဖြစ်တော့အပန်းရောင်လေးဖြစ်တော့မို့လို့ပန်းရောင်လေးတုံးမယ်ဆိုလို့ရှိရင်လေခြေဒီပန်းဖြစ်ပါတယ်လို့အားလုံးမကျေးဇူးတင်ပါတယ်